ကဲဒီနေ့ဘုံလုံးလေးညမှာလဲကျွန်တော် Premier League ပွဲစဉ်9ပွဲလေးရှိပါတယ်ဒီ9ပွဲလုံးကိုသုံးသပ်ချက်ဖြစ်လို့တော့ပါမယ်ပထမဆုံး AB လာနဲ့ Brighton ပွဲကနေစပါမယ် AB လာနဲ့85ရှုံးပြီးတယ်ဂိုးပေါင်းကြီး365သာဖွင့်ထားတယ်လက်ရှိဒီနေထားတစ်ခုမှာကျွန်တော်နှစ်သင်းလုံးမှာနောက်ဆုံးဒါနှစ်ပွဲစီချီနေမကောင်းတာဘူး Brighton ဆိုလည်းနောက်ဆုံးဒါနှစ်ပွဲကိုမဟုတ်ဘူး၄ပွဲထိပဲသူနိုင်ပွဲပြောင်းထားတယ်တပတ် AB လာကလည်းနောက်ဆုံးနှစ်ပွဲဆက်ကဒါနိုင်ပွဲမရထားသေးဘူးပြီးတော့သူ့အိမ်ဝင်မှာ Brentford ကိုတောက်လျှောက်ဖိပါရဲနဲ့ကိုသူရှုံးခဲ့တာအဲ့တော့လက်ရှိချိန်ဒီမှာသူရှုံးခဲ့တဲ့ပွဲတွေတည်ကြခဲ့တဲ့ပွဲတွေကလူစင်းကမဆုံးလိုက်ဘူးလက်ရှိဒီနေထားတစ်ခုကဝကင်တို့ကောရိုဂျာတို့ကောပြန်ပါလာပြီမကင်းတယောက်ပဲပြန်ပါမလားမအဲ့တော့တိုက်စစ်ကောအကုန်လူဆုံးတက်ဆုံးပြန်ပါလာမယ်အနေထားတစ်ခုနဲ့အိမ်ဝင်လည်းဖြစ်နေတယ်မနေ့ကမန်ယူနဲ့ Chelsea တေတမက်စီရထားတဲ့အနေထားတစ်ခုမှာသူကဒီနေ့ညအခွင့်အရေးက3မှတ်အပြည့်ရတာနဲ့ဒါ1 to 4ထဲမှာကြံခဲ့ဘူးအမှတ်များများစုထားပြီးသားဖြစ်သွားမယ်အဲ့တော့နောက်ပွဲတွေမှာသူ့အနေနဲ့ပွဲချက်က9ပွဲလောက်ထိတွေ့ရနိုင်ချေရှိသေးတယ်ဖြစ်တဲ့အတွက်ဒီလို level 2အသင်းမျိုးသူ့အောက်ကအသင်းမျိုးကိုတော့အကောင်းကောင်းကြီးဒါနှိပ်ကုတ်ပြီးအမှတ်ယူထားမှဖြစ်မှာသူ့ရင်မှာတော့ဒါသူအနေနဲ့ရှုံးပွဲ3ပွဲတော့ရှိဘူးလေဆိုပေမဲ့အသင်းကြီးကလည်းသူကောင်းကောင်းဒုက္ခပေးနေတဲ့ခြေစွမ်းရှိတယ်သူ့ရင်ကလည်းတော်တော်လေးကြည့်တဲ့မှာပါတယ်တစ်ဖက်က Brighton ကတော့လက်ရှိမှာလက်ရှိ current form ရဆိုဒီပွဲဆက်ရှုံးပြထားပေမဲ့နောက်ဆုံး9ပွဲမှာ4ပွဲကကိုသွင်းထားတဲ့ခြေစွမ်းရှိတယ်ဒါပေမဲ့အဝေးဝင်းမှာတော့ဒါ Nelly အားရတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိလူစင်းပါညာရကြည့်မယ်ဆိုရင်အိမ်ဝင်းအားကောင်းနေတဲ့လူစင်းအားတောက်နေတဲ့ AB လာကိုပဲရွေးရနေတယ်ဒါပြီးခဲ့တဲ့ကျွန်တော် Brighton အိမ်ဝင်းမှာတော့ Brighton က60ရှုံးလောက်ဒါကြေးကြောဖွင့်ခဲ့ပြီးတော့လက်ရှိချိန်မှာ AB လာအိမ်ဝင်းကိုပြန်ရောက်လာတဲ့အခါမှာ AB လာက85ထိကြေးကြောတကြောပြန်ပေးတဲ့ဈေးနှုန်းကြီးကဒါပြင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဆင့်ရကြည့်မယ်ဆိုတော့ဒါသာမန်ဈေးပါပဲဘာဖြစ်ဖြစ်ပါဒီနေ့ထားတစ်ခုမှာတော့အိမ်ဝင်း AB လာကိုပဲရွေးချယ်ပေးရပါမယ်ဒါကြောင့် AB လာပေါ်ဒီပါနောက်ရဲပါအဲ့ဒါတော့ကျွန်တော်တို့စီဘဲလီနဲ့ဘန်လီပါဒီပွဲစဉ်မှာကျွန်တော်တို့ဘန်လီထက်စီဘဲလီရဲ့တိုက်စစ်ကိုရင်ကြည့်လိုက်ပါစီဘဲလီအနေနဲ့ဒီဘန်လီကိုနှစ်ကိုပြတ်မယ်ထင်လားမနော်ဒီဈေးတန်းကြီးပြလို့ပြတ်မယ်မထင်နဲ့ဒီဈေးတန်းက1.5ချက်ဆိုတာက1.ရှုံး1.ဈေးတန်းကြီးတဲမှာရောက်နေတဲ့ဈေးတန်းမဟုတ်ဘူး1တီနဲ့ဆွန့်ထွက်နေတဲ့အစွမ်းတတလေးပဲဗျာ1တီဈေးတန်းထဲမှာပဲရှိသေးတာက1တီဈေးတန်းထဲကနေမရုပ်ထွက်ရသေးဘူး1တီ1.5ချက်1 black 30 1 black 5ချက်ဒီဈေးတန်းသားမှာပဲဒါဝဲလည်နေတဲ့ဈေးတန်းမျိုးအဲ့ဒီဈေးတန်းတွေကနှစ်ကိုမပြတ်ဘူးဆိုတာမျိုးကျွန်တော်ခဏလေးဒါတတိပေးလေးရှိတယ်မနေ့က Chelsea နဲ့ပွဲမှာလည်းတခါထပ်ပြောခဲ့တယ်တကယ်လို့ကျွန်တော်နိုင်ရဲ့တော့တလုံးထပ်မပို့ဘူးကန်ဆိုးသွားရင်ပေးချသွားတယ်ရှိတယ်အဲ့တော့လက်ရှိဒီနေ့မှာလည်းစီဘဲလီရဲ့ဒီဇယ်ဟာ99ကြီးရှိပေမဲ့နှစ်ကိုမပြတ်နိုင်တဲ့ခြေစွမ်းကန်ဆိုးသွားရင်တော့ပေးချသွားနိုင်သေးတယ်ဘာလို့လဲဆိုတော့စီဘဲလီကသူ့အိမ်မှာနိုင်ခဲ့တဲ့နှစ်ပွဲကလည်းဂိုးပြတ်နိုင်ခဲ့တဲ့ပွဲစဉ်မပါသွားဘူးအဲ့တော့လက်ရှိစီဘဲလီရဲ့တိုက်စစ်တွေကကောင်းတော့ကောင်းတယ်ဒါပေမဲ့သူကဒီခန့်စစ်ကိုဦးစားပေးရတဲ့ဖြစ်တဲ့အတွက်သူ့အိမ်ကိုတော့ဘန်လီတို့အနေနဲ့ဂိုးရနိုင်ကြတော့မရှိဘူးဒါပေမဲ့စီဘဲလီကလည်းဘန်လီကိုနှစ်ကိုပြတ်သွဲနိုင်ကိုခြေသွဲအဲ့လောက်ကြီးမကောင်းဘူးဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်နှစ်ကိုမပြတ်ဘူးထင်လို့ဘန်လီဘော်ဒီကိုရွေးချယ်ပေးနေတယ်ဂိုးပေါက်အောက်ကိုတော့ပပလေးကြိုက်ပါတယ်နောက်ရဲပါမက်ဆီတီနဲ့ဖူဝယ်ပါဒီပွဲမှာကျွန်တော်မက်ဆီတီအနေနဲ့ဝမ်မက်ခရက်ဆက်ကရှုံးပေးတယ်ဒီစတဲ့မှာထိုးသားတွေတော့စောင်းတယ်ဒါပေမဲ့မနေ့ကမန်ယူနဲ့ Chelsea နှစ်သင်းလုံးထိုးသားစောင်းတာကိုဘူကီကျိတ်သွားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာ Man City ကိုလွတ်ပေးသွားတာရှိတယ်နောက်တစ်ချက်ကပထမတော့ကဖူဝယ်အိမ်ဝင်းမှာတော့က1 black 50ကြီးဖွင့်ခဲ့ပြီးတော့လက်ရှိ Man City အိမ်ဝင်းရောက်လာတဲ့ခါမှာကျွန်တော်1.50ဘိုးပဲ1.85ထိပြားတရားကျော်ဟတ်တက်နေတဲ့ဈေးတန်းကြီးဖွင့်လာတာဖြစ်တဲ့အတွက်ဒါတော်တော်လေးဒါပြင်းတယ်လို့ပြောလို့ရတယ်လက်ရှိရာသီမှာလည်းဒါသူ့အနေနဲ့ကဒါဖြည်းဖြည်းချင်းဒါလိမ့်မယ်နဲ့တက်လာရတဲ့ Man City ပေါ့နော်ဒါလူစင်းနေတဲ့ဟိုတားချအောင်ဒါသူ့အနေနဲ့ရာသီစတွေကချိန်နေတွေမလှတဲ့ဂျားတွေကနေဖြည်းဖြည်းချင်းတက်လာတဲ့အနေအထားတစ်ခုလက်ရှိနောက်ဆုံး9ပွဲမှာတော့သူ့အိမ်ဝင်3ပွဲက3ပွဲလုံးဂူပြက်တီးထားတာမှန်တယ်ဒါပေမဲ့တစ်ဖက်ကဖူရကလည်းနောက်ဆုံး9ပွဲမှာသူ့အနေနဲ့2ပွဲဆက်ရှုံးထားတာမှန်တယ်ကြလည်းဝေးပွဲ2ပွဲလုံးကလည်းဒါလီနဲ့မန်ယူကိုရှုံးထားတယ်ပြောချင်တာကဒီ Man City မှာဖူရအနေနဲ့နိုင်ဘူးတဲ့ပွဲဆိုတာလည်းမရှိဘူး Man City ကပဲနိုင်တယ်အဲ့ဒီထားတစ်ခုမှာဘောနဲ့ဂျီရှုံးတွေပါလေလုံသွားနိုင်သေးတယ်ဒါပေမဲ့အဲ့တုန်းကဘောနဲ့ဂျီရှုံးလုပ်တယ်ဆိုတာက Man City ကအဆင့်1မှာရက်တည်နေတဲ့ Brighton 4နှစ်မှာဘယ်လိုသူတို့လှုပ်ချင်တယ်လို့ခြေလေချင်းလို့ခြေလေသွားတာလက်ရှိဒီချိန်မှာကအဲ့လိုလုပ်လို့မရဘူးသူတို့တကူးသွင်းပြီးရက်လို့မရဘူးနှစ်ကူးသုံးကူးဘယ်နှစ်ကူးသွင်းမလားသွင်းတယ်တော့သွင်းထားမှာကိုအဆင်ပြေပါအာဆင်နယ်နဲ့ goal difference က9မှတ်ထိကွာရဖြစ်တဲ့အတွက်ပွဲစဉ်တိုင်းမှာသူတို့အနေနဲ့ခြေရှူလို့မရဘူး Champions League ကံပဲဘတ်တီရှိလို့ခြေချူရဲဆိုရင်တော့တမျိုးပေါ့ဗျာခုချိန်မှာတော့သူတို့အနေနဲ့တိုက်စစ်တွေဖွင့်ပြီးဂိုးတွေသွင်းပြီးပဲထပ်သွင်းနေတယ်လို့ထင်ပါတယ်ဒါကြောင့်ဒီနေ့ညပွဲစဉ်မှာ Man City body ကိုပဲရွေးချယ်ပေးကြပါတယ်နောက်ရဲပါ Nottingham နဲ့ဟူပါဒီပွဲစဉ်မှာ Nottingham နဲ့1 black 45ပေးပါတယ်ဂိုးပေါင်းကြီး3လုံး90စာဖွင့်ထားပါတယ်အဲ့တော့ Nottingham နဲ့ကလက်ရှိခြေစွမ်းကဟိုအိမ်ဝင်းမှာစီဘဲလီကိုတီးခဲ့နိုင်တယ်ဥရောပပြိုင်ပွဲမှာ4စီးနဲ့နိုင်ထားတယ်နောက်ဆုံး5ဘက်မှာလည်းဝေးပွဲ2ပွဲကိုပဲသူရှုံးထားတယ်ဒီဘက်ကဟူကတော့5ပွဲဆက်ချိန်ကြီးကောင်းပြီးနောက်ပိုင်း3ပွဲဆက်အရှုံးတွေ့သွားတယ်3ပွဲလုံးမှာလည်းဂိုးက Chelsea နဲ့ပွဲတကိုးတည်းပဲတွင်းထားနိုင်သေးတယ်ချိန်တွေကတော့မလာဘူးဒါပေမဲ့အထဲမှာတော့တင်းကြီးနဲ့တင်းပါတယ်ကျွန်တော် Chelsea နဲ့ Man City ပါတယ်ဘုံဘောကတော့ဒါသူ့ရဲ့ level 2သဘောထားပြီးရှင်တိုက်ဖွင့်စော်လို့ရှုံးလိုက်တဲ့အနေထားပေါ့နော်အဲ့တော့သူ့အနေနဲ့ဝူးအနေနဲ့လည်းဒါအဝေးကွင်းမှာမလို့ဆိုပြီးတော့အားရတဲ့ချိန်မှာမပါဘူးသူ့အနေနဲ့အဝေးကွင်းကနေပြီးကြေးအောင်သွားတာတွေတပုံတစ်ခဲကြီးပဲသူလီဗာပူးတို့အေဘီလာတို့မက်ဆီအိမ်ကွင်းကနေပြီးတော့1 back ဖောက်တဲ့ဈေးနဲ့နေမှာသူက2-1 2-1 2-1ဆိုတဲ့
အဲ့လိုတက်လုံးကတ်ရှုံးလေးတွေနဲ့နေထားလေးတွေနဲ့သူပဲကြေးအောင်သွားတာဒူးပလက်ဖွင့်လဲသူကဒူးဝက်နဲ့ပဲသူဘောရှုံးတယ်ကြေးနိုင်တယ်အဲ့နေထားနဲ့ပဲသွားတယ်အဲ့လက်ရှိမှာလည်းတော့တင်ရပေးတဲ့ဇီးတန်းကတင်းတော့ပြင်းတယ်ဒါပေမဲ့ဟူးနေတယ်လေ3ဝက်အရှုံးကြီးကနေပြန်ရုံးထွက်လာနိုင်မဲ့နေထားရရှိတယ်တန်းစင်းစုံရုံးကရှိရရှိတယ်ဒါပေမဲ့သူ့အတွက်မျောလင်းချတော်တော်နဲတယ်သူကဒီယာဒီမှာတန်းစင်းသွားမယ်အတင်းထဲမှာပါတယ်ဒါပေမဲ့ဟိုဘာပဲဖြစ်ဖြစ်ဗျာအောက်ကနေပြီးတော့မှုေခြင်းရသေးတယ်မင်း9000တန်းစင်းရတယ်ပဲမင်းမတို့တန်းတက်ပါလဲဆိုတဲ့နေထားနဲ့အဲ့နှစ်မှတ်ပဲကွာနေတဲ့ဝဟန်နဲ့နော်တင်ရဲ့အမှတ်ကိုကွက်တီဖြစ်အောင်ပြောချင်တာကဗျာကိုမင်းဝဟန်က26ပွဲမှာ24မှတ်နော်တင်က25ပွဲမှာ26မှတ်အဲ့တော့ဒီပွဲမင်းချုံးလိုက်ကွာဒါမှမင်းတက်မှတ်ပဲယူကွာဆိုပြီးတော့ရုပ်ချင်တယ်ရတယ်အဲ့တော့ရှင်းလေးဒီပွဲမှာကျွန်တော်နော်ဒီအိမ်ဝင်းကိုလည်းသူတို့အနေနဲ့ရှုံးတာလည်းမရှိဘူး၃ချိန်တွေ့တာ၃ချိန်လုံးပြေကြောက်ကြတဲ့ခြေသွင်းရှိတယ်ဖြစ်တဲ့အတွက်ဒီနေ့ညမှာနော်ဒီရဲ့ဒီစီတန်းကပြင်းတော့ပြင်းရဲဒါပေမဲ့ဟူးကိုပဲကြိုက်ပါတယ်ဟူးရဲ့ကစားသမားစုဖွဲ့ကစားပုံကလူကောင်းတွေမရှိပေမဲ့အဲစုဖွဲ့နဲ့ကစားတဲ့ကစားကွက်ကတော်တော်လေးလှတယ်အဝေးဝင်းတွေမှာလည်းမထင်လို့လွတ်ပြတတ်တာလေးရှိတယ်ဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်ကဟူးဘော်ဒီကိုပဲရွေးချယ်ပေးချင်ပါတယ်နောက်ဆုံးပွဲပါဆန်ဒါလက်နဲ့လီဗာပူးပါဒီပွဲစဉ်မှာကျွန်တော်ဒီဘာဘူးနေနဲ့ဘော်ဂျီဝက်ပလက်50ဖွင့်ထားပြီးတော့ဂိုပေါင်းကြီး360စာဖွင့်ထားတယ်အဲ့တော့ဒီဈေးတဲ့တစ်ခုမှာဒီဘာဘူးရဲ့ဒီဘော်ဂျီဈေးကတအားနေချင်းစရာကောင်းနေတယ်လို့မြင်တယ်တခုတော့ရှိနေချင်းစရာကောင်းတယ်လည်းနေလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဘာဘူးကလက်ရှိချိန်မှာသူကလည်းခြေယူပဲချန်ပီယံလိမှာတော့ချန်ပီယံခြေစွမ်းထွက်ပေမဲ့ပရီးမီးယားလိမှာပရီးမီးယားလိခြေစွမ်းမထွက်ဘူးသုံးဘွဲတွေလို့တပွဲလောက်ပဲထပြီးတော့ဂိုးပြက်တွေသွင်းတာမျိုးနိုင်သွားတာမျိုးပဲတွေ့ရတာတော်တယ်ုံနဲ့ခြေစွမ်းပိုင်းကအားရစရာကောင်းတဲ့ခြေစွမ်းမတွေ့ရဘူးလက်ရှိနောက်ဆုံး၅ပွဲမှာလည်းသူတွေနဲ့တစ်ပွဲရှုံးတယ်အဲ့ထဲမှာမှကျွန်တော်တို့အဝေးဘက်မှာဘုံမောက်ကိုရှုံးသွားတယ်တစ်ဖက်ကဆန်လန်ကဝေးဝင်းတွေရှုံးမယ်ဂိုးပြက်တွေရှုံးမယ်ဘယ်နှဂိုးနဲ့ရှုံးမယ်အဝေးဝင်းတူဘလို့ရှုံးချသူ့အိမ်ဝဲမှာတော့ဘယ်ကောင်မှကိုဆက်ရမထားဘူးတိတ်ရဲ့အနေဆုံးကန်တယ်သူ့အိမ်ဝဲမှာလည်းလက်ရှိချိန်ထိရှုံးပွဲမရှိသေးဘူးခုချိန်မှာအိမ်ဝဲကြစ်ပါဆိုတဲ့အာဆင်နယ်တို့မန်စီးတီးတို့တော့မှမန်ယူကတက်ကြိတ်သွားလို့အိမ်ဝဲမှာရှုံးပွဲတွေ့သွားပြီဒီကောင်ဆန်လန်ကခုချိန်ထိအိမ်ဝဲရှုံးပွဲမရှိသေးဘူးအဲ့လောက်ထိကိုအိမ်ဝဲကြစ်နေတာအဲ့တော့လက်ရှိဒီမှာခုနေတဲ့ဒီနေ့ညမှာတိတ်ထက်ကြော်လွန်နိုင်မဲ့နေထားတစ်ခုမရှိဘူးလို့မြင်တယ်တကယ်လို့နိုင်သွားလဲနှစ်ကူပြတ်တော့မခံရဘူးဘာလို့ဆိုတော့သူ့အနေနဲ့အိမ်ဝဲမှာရှုံးပွဲမရှိစံချိန်ကြီးနဲ့တောက်လျှောက်ဒါဆန်လန်နဲ့အမတ်တွေစုဆောင်းထားတဲ့နေထားတစ်ခုမှာပြီးရောကြီးတော့ကဲမှာမဟုတ်ဘူးတေချာပေါ့အဓိကကတော့ခံစစ်သားမိလာမှာသူ့ level 2မလို့အိမ်ဝင်းဖြစ်တော်ညာလဲဖွင့်နိုင်လိမ့်မယ်အတင်းကြီးတွေကိုတော့တေးတမတ်ပဲမျှော်တယ်အတင်းဖြစ်တဲ့အတွက်ဒီနေ့ညမှာဆန်လန်ရဲ့ခံစစ်ကိုပဲယုံပါတယ်ဒါကြောင့်ဆန်လန် body ပါနောက်တစ်ချက်ကဂူအောက်ပါ365စား body ဂိုးပေါင်းကြီးဖွင့်ထားပေမဲ့လက်ရှိနှစ်သိန်းလုံးရဲ့နောက်ဆုံး5ပွဲစီချုပ်10ပွဲအပေါင်းမှာဂိုးအောက်တာဆိုလို့ Everton နဲ့ Sunderland တပွဲပဲဂိုးအောက်တာပြီးကျန်တဲ့ပွဲစဉ်အကုန်လုံးက3လုံးနဲ့3လုံးအထက်ဂိုးပေါ်တာဖြစ်တဲ့အတွက်ဒီဈေးတဲ့ဟာပြော့ပါတယ်ဒါဟာရှင်းပါတယ် Sunderland အိမ်ဝင်းကခက်လို့ကိုလီဗာပူးနေနဲ့ဂိုးမပြတ်နိုင်လို့ကိုဒီဈေးတဲ့ပေးတယ်လို့မြင်တယ်အဲ့တော့ဒီပွဲစဉ်မှာ$0 $1ဒါမှမဟုတ်လေ0အဲ့လောက်ဖဲလို့မြင်တယ်အရှုံးမရှိဘူးလို့ကိုတွက်ထားတာဖြစ်တဲ့အတွက်$0 $1ပဲလို့ပဲမြင်ပါတယ်ဒါကြောင့်ဒီပွဲစဉ်ကိုဂိုးအောက်လေးပဲကြိုက်ပါတယ် Sunderland body နဲ့ Sunderland ဂိုးအောက်ပါအဲ့တော့ကျွန်တော် Premier League 5ပွဲလုံးအနည်းချုပ်မယ်ဆိုရင် Avila body Burnley body ဂိုးအောက် Man City body ဟူး body Sunderland body Sunderland ဂိုးအောက်ကတခြားဖလားပွဲစဉ်တွေကိုတော့ Mountain တွေမှာပဲရောညက်ပြီးတော့တွဲပြီးသားပါမယ်အဲ့တော့အားလုံးပဲစီပြကြပါစေလို့ကျွန်တော် Stormy ခဲ့ပါတယ်